နွေရာသီမှာစီးဆင်းနေတဲ့မြည်ရည်တွေလုံးဝရေခဲနေတာကိုကောင်လေးတတိထားမိသွားပါတယ်။သူကရေခဲပင်ကိုလက်နဲ့ထိကြည့်လိုက်တဲ့အခါမှာတော့အေးဓာတ်ဟာသူ့တကူလုံးကိုချက်ချင်းပြတ်နှံသွားခဲ့ပါတယ်။သူကရေခဲပေါ်ကိုတက်နှင်းကြည့်ပြီးမြဲမကွဲသွားပါဘူး။ဒါပေမဲ့သူလက်ထွက်သွားဖို့လုပ်တဲ့အချိန်မှာပဲအထူ10မီတာလောက်ရှိတဲ့ရေခဲပင်ကြီးမှာအကွဲချောင်းကြီးတစ်ခုရုတ်တရက်ပေါ်လာခဲ့ပါတယ်။ခဏနေတော့သူအဲ့ဒီနေရာကိုပြန်လာကြည့်တဲ့အခါမိထဲလာရေခဲကြီးအကုန်လုံးအကြီးပျော်သွားတာကိုတွေ့လိုက်ရတယ်။သူကတတိထားပြီးငုံကရေကိုထိကြည့်လိုက်ပြီးမြဲရေကအရင်ကတော့မအေးတော့ပါဘူး။အဲ့ဒီနောက်သူ့ရဲ့ဘောလုံးကိုရေထဲပိချလိုက်တဲ့အခါသူ့မျက်စိရှိမှတင်ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအဲ့ဒီဘောလုံးကရေစံဘက်ကိုပြန်လွင့်လာခဲ့တယ်။ကောင်လေးကသူ့ပဲထင်ယောင်ထင်မှာဖြစ်နေတာလားလို့တွေးလိုက်မိပါတယ်။တေချာကြည့်လိုက်တော့မှအဲ့ဒါသူ့ရဲ့ဘောလုံးအစ်စ်ဖြစ်နေတာကိုသိလိုက်ရပါတယ်။ဒါကိုမြင်တော့သူချက်ချင်းပဲအဲ့ဒီကနေထွက်သွားဖို့လုပ်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲသူ့အနောက်ဘက်ကနေရင်းနှီးနေတဲ့အတန်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အေးထက်ကိုခံစားလိုက်ရလို့သူလှည့်ကြည့်လိုက်တဲ့အခါစီးစီးနေတဲ့မြည်ရည်တွေကထပ်ပြီးရေခဲသွားပြန်တာကိုတွေ့လိုက်ရပါတယ်။ကောင်လေးကအဲ့ဒီနေရာမှာဆက်မနေချင်တော့ပါဘူး။သူကတောအုပ်ထဲကနေဖြစ်လျှောက်ပြီးသူ့အမေရဲ့ကုမ္ပဏီကိုရောက်သွားခဲ့တယ်။အဲ့ဒီမှာသူတခါမှမမြင်ဘူးတဲ့အေယာမလီရင်ပြန်ကြီးတစ်ခုပြန်တန်းနေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့သူ့အမေသူ့ရှိကိုရောက်လာတဲ့အခါမှာတော့သူအရန်ကိုအံ့ဩတုံးလို့သွားခဲ့ပါတယ်။သူအိမ်ကနေထွက်လာတာတနားရီလောက်ပဲရှိပါသေးတယ်။ဒါပေမဲ့သူ့အမေကတော့အနှစ်20လောက်ပိုးပြီးအိုမင်းသွားခဲ့ပါပြီ။